မြို့ရွာဒေသတိုင်းနိုင်ငံအသီးသီးမှာနေထိုင်ကြတဲ့ဓမ္မချစ်ခင်သူတော်စင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်ပါရစေဓမ္မချစ်ခင်သူတော်စင်များအတွက်ယခုရွတ်ဆိုပူဇော်ပေးမဲ့ဂါထာတော်ကအေးချမ်းတဲ့မိသားစုဘဝဖြစ်စေဖို့နေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ဒီမိသားစုဘဝအေးချမ်းသာယာစေဖို့နေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုဓမ္မချစ်ခင်ခုနှစ်နှစ်နံသူတော်စင်သာသမီများအားလုံးနေ့စဉ်မေတ္တာတွေပို့လွတ်ပို့ဆောင်ကြမယ်ဆိုလို့ရှိရင်မိမိတို့မှာမေတ္တာတွေအခြားသောပုဂ္ဂိုလ်တွေကပြန်လဲညွတ်စေလာပြီးတော့မိမိတို့မိသားစုဘဝမိမိတို့ပတ်ဝန်းကျင်အေးချမ်းသာယာစေမှာဖြစ်ပါတယ်။ဒါကြောင့်အေးချမ်းသာယာတဲ့မိသားစုဘဝပတ်ဝန်းကျင်ဖြစ်စေဖို့နေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဒီဂါထာတော်ကိုနေ့စဉ်မိမိတို့မိသားစုအေးချမ်းသာယာဖို့အတွက်ရွတ်ဆိုပူဇော်ပေးကြပါလို့မေတ္တာရှိထားဥစွာမှာကြားပါရစေဓမ္မချစ်ခင်ခုနှစ်နှစ်နံသူတော်စင်သာသမီများအားလုံးမိမိနဲ့မိသားစုအေးချမ်းသာယာတဲ့ဘဝကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဒီနေ့စဉ်အေးချမ်းသာယာစေတဲ့နေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုတနင်္ဂနွေသာသမီများရွတ်ဆိုပူဇော်ကြမယ်ဆိုလို့ရှိရင်တရက်ကို3ချိန်3ခေါက်ရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါတယ်မနက်ခင်းပိုင်းတစ်ချိန်နေ့လယ်ခင်းပိုင်းတစ်ချိန်ညနေခင်းသို့မဟုတ်ညအိယာဝန်တစ်ချိန်တရက်3ချိန်ရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါတယ်တစ်ချိန်ကိုတစ်ခေါက်ပဲရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသာသမီကအစစနေသာသမီများအဆုံးထိ9ရက်သာသမီအားလုံးမြည်သူမဆိုတရက်ကို3ချိန်ရွတ်ဆိုပူဇော်ပေးရမှာဖြစ်ပါတယ်တစ်ချိန်ကိုတစ်ခေါက်ပဲရွတ်ဆိုပူဇော်ပေးမယ်ဆိုလို့ရှိရင်ပြည့်စုံပါပြီဒါကြောင့်တရက်3ချိန်3ခေါက်နေ့စဉ်ရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုဓမ္မချစ်ခင်ခုနှစ်နှစ်နံသူတော်စင်သာသမီများအားလုံးအတွက်ပါဠိအနက်မြန်မာလို21ခေါက်ရွတ်ဆိုပူဇော်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မချစ်ခင်ခုနှစ်နှစ်နံသူတော်စင်သာသမီများအားလုံးမိမိနဲ့မိသားစုအေးချမ်းသာယာတဲ့ဘဝပိုင်ဆိုင်ကြစေဖို့ဒီနေ့စဉ်ပို့လွတ်
မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုနာယူကြည်ညိုပူဇော်ကြပါကုန်စို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့
တကုရှိန်စောအာနုဘောရောတို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘောရောတို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘောရောတို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘောရောတို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသ
Taba Dhamma Taba Tanga Nuba Vena Tadadukhi Bhavantu De Dashi Tensha Tadawa Alondu Di Phaya Daya Tanga Duye Dago Shay So Anu Boro Dujao Neyo Nyaba Amye Mabya Akakade Kusay Jama Chanda Javazi Dadu 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 Vapaya Namo Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Tanga Nuba Vena Tadadukhi Bhavantu De Dashi Tensha Tadawa Alondu Di Phaya Daya Tanga Duye Dago Shay So Anu Boro Dujao Neyo Nyaba Amye Mabya Akakade Kusay Jama Chanda Javazi Dadu 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 Vapaya Namo Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Tanga Nuba Vena Tadadukhi Bhavantu De Dashi Tensha Tadawa Alondu Di Phaya Daya Tanga Duye Dago Shay So Anu Boro Dujao Neyo Nyaba Amye Mabya Akakade Kusay Jama Chanda Javazi Dadu 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 Vapaya Namo Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Tanga Nuba Vena Tadadukhi Bhavantu De Dashi Tensha Tadawa Alondu Di Phaya Daya Tanga Duye Dago Shay So Anu Boro Dujao Neyo Nyaba Amye Mabya Akakade Kusay Jama Chanda Javazi Dadu 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 Vapaya
Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Sangha Nubhavena Tadadukhi Bhavantu De Dashi Tensha Dadawa Alondu Di Phaya Daya Sangha Duye Dago Shay So Anu Boro Duchao Neyo Nyaba Amye Mapya Akakade Kusei Jama Chanda Javazi Dadu 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 Vapaya Namo Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Sangha Nubhavena Tadadukhi Bhavantu De Dashi Tensha Dadawa Alondu Di Phaya Daya Sangha Duye Dago Shay So Anu Boro Duchao Neyo Nyaba Amye Mapya Akakade Kusei Jama Chanda Javazi Dadu 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 Vapaya Namo Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Sangha Nubhavena Tadadukhi Bhavantu De Dashi Tensha Dadawa Alondu Di Phaya Daya Sangha Duye Dago Shay So Anu Boro Duchao Neyo Nyaba Amye Mapya Akakade Kusei Jama Chanda Javazi Dadu 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 Vapaya Namo Tata Bhagavato Arahato Dhamma Sambuddhassa Dabba Tadda Dabba Bana Dabba Buddha Dabba Dhamma Dabba Sangha Nubhavena Tadadukhi Bhavantu De Dashi Tensha Dadawa Alondu Di Phaya Daya Sangha Duye Dago Shay So Anu Boro Duchao Neyo Nyaba Amye Mapya
အခါခသိကိုယ်စိတ်ကျမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကျမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကျမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကျမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသ
ရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗတတ္တသဗ္ဗပါဏာသဗ္ဗဗုဒ္ဓသဗ္ဗဓမ္မာသဗ္ဗသံဃာနုဘဝေနတရာတုခိဘဝန္တုတေသရှိထင်ရှားတတဝါအလုံးတို့သည်ဖယားတရားသံဃာတို့ရဲ့တကုရှိန်စောအာနုဘော်တော်တို့ကြောင့်နေရောညပါအမြဲမပြတ်အခါခသိကိုယ်စိတ်ကြမ်းမာချမ်းသာကြပါစေသာဓုသာဓုသာဓုပါဖယားဒါကြောင့်ဓမ္မချစ်ခင်ခုနှစ်နှစ်နံသူတော်စင်သာသမီများအလုံးမိမိနဲ့မိသားစုဘဝအေးချမ်းသာရတဲ့ဘဝကိုပိုင်ဆိုင်ခြင်းကြတယ်ဆိုလို့ရှိရင်ဒီနေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုနေ့စဉ်နေ့တိုင်းတရက်ကို3ချိန်တစ်ချိန်မှာတစ်ခေါက်ပဲရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မချစ်ခင်ခုနှစ်နှစ်နံသူတော်စင်သာသမီများအားလုံးမနက်ခင်တစ်ချိန်တစ်ခေါက်နေ့လယ်ခင်တစ်ချိန်တစ်ခေါက်ညနေခင်းသို့မဟုတ်ညအိယာဝန်တစ်ချိန်တစ်ခေါက်ဒီနေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုရွတ်ဆိုပူဇော်ပေးကြမယ်ဆိုလို့ရှိရင်မိမိနဲ့မိမိမိသားစုဘဝပတ်ဝန်းကျင်အေးချမ်းသာယာစေမှာဖြစ်ပါတယ်အဲ့ဒီလိုအေးချမ်းသာယာတယ်ဆိုလို့ရှိရင်မိမိနဲ့အတူမိသားစုလည်းပဲအေးအေးချမ်းချမ်းသာသာယာယာနဲ့ကောင်းမွန်စွာဘဝမှာနေထိုင်ဖြတ်သန်းသွားလာကြရမှာဖြစ်ပါတယ်ဒါကြောင့်အေးချမ်းတဲ့
ဘဝလေးကိုတာတာယာယာနဲ့ဖြတ်သန်းသွားလာနေထိုင်ခြင်းကြတယ်ဆိုလို့ရှိရင်ဒီနေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုရွတ်ဆိုပူဇော်ပေးကြပါမခက်ခဲပါဘူးတရက်မှာ3ချိန်3ခေါက်ပဲရွတ်ဆိုပူဇော်ပေးကြရမှာဖြစ်ပါတယ်မိမိတို့ကမမေ့မလျော့မပေါ်မဆတတိလေးထားပြီးတော့မနက်ခင်းတစ်ချိန်တစ်ခေါက်နေ့လယ်ခင်းတစ်ချိန်တစ်ခေါက်ညနေခင်းသို့မဟုတ်ညအိယာဝန်တစ်ချိန်တစ်ခေါက်နေ့စဉ်နေ့တိုင်းရွတ်ဆိုပူဇော်ပေးကြမယ်ဆိုလို့ရှိရင်မိမိနဲ့အတူမိသားစုပတ်ဝန်းကျင်အားလုံးအေးချမ်းသာယာမှုများရရှိခံစားကြရမှာဖြစ်ပါတယ်ဘယ်သူမဆိုဘဝမှာအေးအေးချမ်းချမ်းသာသာယာယာနဲ့နေထိုင်ခြင်းကြတာကြီးပါပဲတတိပေါ်လျော့မေ့စားပြီးတော့နေထိုင်ကြတဲ့ပုဂ္ဂိုလ်အများစုကတော့ဘဝကိုမအေးမချမ်းမသာမယာပဲနဲ့နေထိုင်သွားလာကြရပါတယ်မိမိတို့ကအေးချမ်းချမ်းသာသာယာယာနဲ့ဘဝကိုနေထိုင်ခြင်းကြတယ်ဆိုရင်ဒီနေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုရွတ်ဆိုပူဇော်ကြမယ်ဆိုလို့ရှိရင်အခြားသောပုဂ္ဂိုလ်တရားတွေကမိမိတို့ရဲ့အပေါ်မှာမေတ္တာတွေပြန်လဲညွတ်စေပြီးတော့မိမိတို့အပေါ်မှာမေတ္တာရှိတဲ့အတွက်ကြောင့်မိမိတို့ဘေးအန္တရာယ်ကင်းရှင်းပြီးတော့အေးချမ်းသာယာခြင်းများရရှိခံစားကြရမှာဖြစ်ပါတယ်ဒါကြောင့်ဓမ္မချစ်ခင်9နှစ်နံသူတော်စင်သာသမီများအားလုံးဒီနေ့စဉ်ပို့လွတ်မေတ္တာညွတ်စေတဲ့ဂါထာတော်ကိုစတင်ရွတ်ဆိုပူဇော်တဲ့အချိန်ကစပြီးတော့မိမိနဲ့မိသားစုပတ်ဝန်းကျင်အေးချမ်းသာယာပြီးတော့အေးချမ်းသာယာကြတဲ့မိသားစုဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ဓမ္မချစ်ခင်9နှစ်နံသူတော်စင်သာသမီများအားလုံးစိတ်ရဲ့ချမ်းသာခြင်းကိုယ်ရဲ့ကျန်းမာခြင်းများနဲ့အမြန်ဆုံးပြည့်စုံကြပြီးတော့အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ